ဒီနေ့ထူးထူးဆန်းဆန်းကြက်ဥထောင်းလေးလှူစားကြမယ်အရင်ဆုံးကြက်ဥလေးတွေကိုပြုတ်ထားလိုက်ပါမယ်ကြက်ဥလေးတွေပြုတ်ထားတော့မှတော့စက်သွန်ဖြူနီမြုပ်သီးစိမ့်နဲ့ခန်းကျင်သီးနှလုံးကိုထည့်ပြီးတော့လော်လိုက်ပါမယ်ရှင်ခန်းကျင်သီးလေးတွေအခွန်ကွာသွားရင်တော့အိုးပေါ်အားချလို့ရပါပြီပြီးရင်တော့ပါဝင်ပစ္စည်းတွေအကုန်လုံးကိုမရုပ်စုံထဲမှာထည့်ပြီးနည်းနည်းမင်းလေးပါညှက်ထည့်လိုက်မယ်နောက်ပြီးကျွန်တော်အမုံလေးအပြားရည်လေးတစ်စွန်းထည့်တောင်းမုံလေးနည်းနည်းအများသေးလေးတစ်စိမ့်ညှစ်ထည့်လိုက်ရင်တော့အားလုံးရောထောင်းလို့ရပါပြီရှင်အခုဆိုလို့ရှိရင်တော့အရန်ကိုစားကောင်းတဲ့ကြက်ဥတောင်းလေးရပါပြီရှင်ဒီကြက်ဥတောင်းလေးရလေတပွဲကိုမှ361ကယ်လိုရီပဲပါဝင်ပြီးတော့လွယ်ကူမြန်ဆန်ပြီးတော့ချင်းငံဆက်အရသာလေးနဲ့မို့အခုပဲလိုက်လို့စားကြည့်လိုက်တော့နော်